သူတို့ခေါ်ခေါ်နေတဲ့ပြည်ပြေးမတွေဆိုတာလေယူရိုဖြူလေးကပြည်ပြေးမဘာလို့ပြည်ပြေးရတာလဲဆိုတာသိတယ်မလားဖြူဖြူကပြေးစင်လို့ပြေးရတာမဟုတ်ဘူးလေ Yes Yes အောင်လုပ်တာဟုတ်ပြေးရတာပေါ့ဖြူဖြူကသေသွားလို့ရှိရင်ဖြူဖြူပရိသတ်တွေကိုသူမတစ်ချင်းဆိုပြလို့ရမလားညကဆိုပြလို့ရမလား He gonna sing a beat. ကိုယ့်ရဲ့တနိုင်တစ်ပိုင်းကိုလုံးနိုင်တာကိုအခုချိန်ထိလုံးနေနိုင်တယ်တွေကိုနိုင်တယ် Yes ဘာလို့ဒီနေ့ထိလို့ရှိနေသေးလဲဆိုလို့ရှိရင်လေဒီတစ်ချက်လေးရဲ့နောက်ခံမှာပြမယ်ဗီဒီယိုလေးကိုကြည့်ပြီးတော့ပရိသတ်တွေထပ်တူခံစားလို့ရမယ်လို့ထင်ပါတယ် Lady